မင်္ဂလာပါရှင်။မိုးသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရခိုင်နယ်ကန်အဖွဲ့ AA UN အဖွဲ့ဝင်တွေဟာ၎င်းတို့ထင်ချုပ်မှုအောက်ရောက်ရှိနေတဲ့မြို့တွေမှာနေထိုင်နေသူတွေကိုနေတိုင်းလိုအကြမ်းဖက်မှုတွေဖိနှိပ်အနိုင်ကျင့်တာတွေဥပဒေမဲ့ကျူးလွန်တာတွေလှုပ်ဆောင်နေရလို့ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ဒေသဖိုင်ထဲမှာတော့ AA UN ရဲ့နယ်မြေမှုဆိုသူရဲ့လုပ်ရက်တွေကိုဒေသခံတွေဘယ်လိုမျိုးတုံ့ပြန်ဝေဖန်နေတယ်ဆိုတာနဲ့AA UN အဖွဲ့တွေကဘယ်လိုမျိုးဥပဒေမဲ့ကျူးလွန်နေတယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့မိုးတောင်မီဒီယာ channel ကို subscribe နဲ့အယံရှက်လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရခိုင်ပြည်နယ်မှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာ2023ခုနှစ်နိုဝင်ဘာလတည်းကလက်ရှိချိန်ထိဖြစ်ပါတယ်။အဲဒီကာလအတွင်းရခိုင်လက်နက်ကင်အဖွဲ့ AA ဟာမြို့တချို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင့်ထဲပေါ်လောက်ကန်ရရှိနေပါတယ်။ဒါပေမဲ့ရခိုင်လက်နက်ကင် AA UN အဖွဲ့ဝင်တွေရဲ့လုပ်ရဟာမြို့တွေကိုမထိန်းချုပ်နိုင်ခင်ကပြောဆိုခဲ့တဲ့စကားတွေနဲ့နှိုင်းယှဉ်ရင်အပြောတခြားအလုပ်တခြားဖြစ်လာနေရလို့ရခိုင်မျိုးတွေကိုယ်တိုင်ဝေဖန်ပြစ်တင်လာခဲ့ပါတယ်။ရခိုင်လက်နက်ကင်အဖွဲ့ခေါင်းဆောင်ထွန်းမြတ်နိုင်ကိုယ်တိုင်ကလည်းရခိုင်မျိုးတွေအပေါ်ဖိနှိပ်အနိုင်ကျင့်နေတဲ့ AA UN အဖွဲ့ဝင်တွေရဲ့လုပ်ရက်တွေကိုမတိကျိုးကြုံပြုတ်နေတယ်လို့ဆိုနေကြပါတယ်။ဘာကြောင့်လဲဆိုရင် AA UN အဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့ထွန်းမြတ်နိုင်ဟာ2023ခုနှစ်တုန်းက AA UN အဖွဲ့ဝင်တွေကိုမိန့်ခွန်းပြောဆိုရမှာပြည်သူနဲ့တသားတည်းဖြစ်နေဖို့အခုလိုမျိုးပြောဆိုခဲ့ပူပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ AA UN အဖွဲ့ခေါင်းဆောင်ဟာ AA UN အဖွဲ့ဝင်တွေရဲ့ဥပဒေစည်းကမ်းနဲ့မညီတဲ့ချိုးဖောက်မှုအမျိုးမျိုးကိုပွင့်လင်းမြင်သာစွာအရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့သိရပါတယ်။မကြသေးမီကလည်းလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့တဲ့ရုပ်သံဖိုင်တစ်ခုထဲမှာမင်းပြမျိုးနဲ့နားကရအုပ်စုညောင်မယ်ဝိုင်းကျေးရွာမှာ UNA အဖွဲ့ရဲ့နယ်မြေမှုကိုညီပုဦးဆောင်တဲ့အဖွဲ့ဟာကျေးရွာသားတွေပိုင်ဆိုင်တဲ့မြေယာတွေကိုမတရားရယူဖို့ကြိုးပမ်းခဲ့အောင်ဒေသခံရခိုင်ပြည်သူတွေနဲ့အပြန်အလှန်ရန်ဖြစ်စကားများနေရကိုအခုလိုမျိုးတွေ့မြင်ခဲ့ရပါတယ်။好了，爱平了，也拉不断，拉不断。好，你们木，你们路那个刚刚说话他妈，这种人呢？你想到真的包了买了个呢？他说拉着那来没开牌，我不的拉着那来没开牌。真的我也蛮拿不了个呢，拿不了，你看，没亏钱啥个，他妈的，路有哎说那个把三个给你把你，真的啊，你也背着过你这个，啊，你也背着过你这个，啊，那我刚拍的把律动叫老子说没搞嘛嘞。Lem jaga sekolah apa bro? Lem jaga sekolah apa bro? Ya apa malah mapesnya sahaja. Orang malu je. Pernah nak jalan lem makai, ubu jalan jalan lem makai bah. Jangan orang ni malah pergi jam macam pakai. Jadi ubu jalan malu lem mesti. Asal lem ni suruh lem ubu jalan kau bayar, kau kau jual lagi. Pemain mango le lagi bah, pemain le lagi bah le, sungai dia lah pemain mango. Mapis yang sahaja, oh ni macam tu eh, sulah baca, diwajah luar pila bah, diwajah luar. Ini pun, ini pun dah makan.
这不搞喂，给我的事情，没必须到二人嘛路一说了不个，给我再老二分零啊，都没要过不了，妈没要下边来干，我没要过下边咋么看着不嘞？你们自己过来本年啊。好了，浪在那里没开，我不得浪在那里没开，弄个是呀，这就不了。当然带着毛了上。不要来上，过来上，多少钱？到昂那边啊。好像浪在那里没开，我不得浪在那里没开，我不得我刚拍换刚鱼，忙了，这家说了还表。这我个背着陆地，半个里的毛，头的毛，扣了，就了地毛，过滤下江。အေးရွှန်လျက်ဖွဲ့ဟာ၎င်းတို့တင်းကျုပ်ထားတဲ့မြို့တွေမှာနေထိုင်သူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်တာအနိုင်ကျင့်တာနဲ့ဒေသခံတွေကိုနေစဉ်အကြမ်းဖက်တာတွေရှိခဲ့တယ်လို့ရခိုင်နိုင်ငံရေးသမားတအုပ်က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ရခိုင်မီဒီယာတွေဟာလည်းအေးရွှန်လျက်အဖွဲ့ရဲ့ချင်းချောက်အကြက်ကင်ခံရမှုတွေကြောင့်အေးရွှန်လျက်အဖွဲ့ရဲ့မတရားမှုတွေကျူးလွန်နေရကိုအများပြည်သူသိအောင်ပွင့်လင်းမြင်သာစွာရေးဖော်ပြတာမျိုးမလုပ်ရဲဘူးလို့သိရပါတယ်။ရခိုင်နိုင်ငံရေးသမားတအုပ်ကပါသုံးလုံးတွေအကြမ်းဖက်တယ်ဆိုတာ UNAA အပြင်းပြေလေးထွန်းတာလောက်ပဲရှိရဲ့ UNAA ကရခိုင်လူထုပေါ်နေ့စဉ်ဒီတိုင်းအကြမ်းဖက်နေရပါတနေရာမဟုတ်တနေရာမှာရာဇဝတ်မှုတွေကျူးလွန်နေရဲ့အင်တာနက်လိုင်းဖုန်းလိုင်းတွေပိတ်ထားတယ်ဆိုတာစီရေးလုံခြုံရေးတွဲလို့အကြောင်းပြပေမဲ့လက်တွေ့မှာတော့သူတို့ကျူးလွန်သမျှတွေပြင်ပကိုမပေါက်ကြားပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုရင်မီဒီယာတွေကိုဖိနှိပ်ထားတာကိုသက်သေထူရပါလိမ့်မယ်။ရခိုင်အခြေစိုက်မီဒီယာတွေဟာသူတို့ခွင့်ပြုတဲ့သတင်းကိုသာတင်ကြရတာဖြစ်ပါတယ်။တနည်းအားဖြင့်သူတို့အတွက် lobby လုပ်ပေးနေကြရတာပါ။ UNA ကျူးလွန်တာကိုဖော်ထုတ်တဲ့မီဒီယာတွေကိုဆိုအပြင်းထန်နှိပ်ကောပါတယ်။သတင်းတောက်တွေကိုအသေးအတန်လိုက်လံဖန်ဆီးပါတယ်ဆိုပြီးပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရခိုင်မျိုးသမီးတအုပ်ကခိုးမှုနဲ့ဆွဆွဲဖန်ဆီးခံရသူအကိုဖြစ်သူဟာ UNA အဖွဲ့ဝင်မောင်းတဲ့ကနေအတိုက်ခံရပြီး
တေဆုံးခဲ့ရတယ်လို့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပူပါတယ်။ရခိုင်အေးတက်ကြွလှုပ်ရှားသူတအုပ်ကဖြစ်ရခြင်းကဒီလိုပါအဲ့ဒီမျိုးသမီးငယ်ရဲ့အကိုဖြစ်သူကို UNAA ကခိုးမှုနဲ့ပတ်သက်ပြီးတော့ဆွဆွဲဖမ်းဆီးခဲ့တယ်။ဒါပေမဲ့ဖမ်းဆီးခံရတာသူတယောက်တည်းမဟုတ်ပါဘူး။မိဘနှစ်ပါးအပါအဝင်မိသားစု9ယောက်ဖြစ်ပါတယ်။မိခင်ဖြစ်သူဟာလက်နက်ကြီးတန်းကြောင့်လမ်းတော်မရှောင်နိုင်သူပါ။ဖမ်းဆီးခံရစဉ်တွေကတန်တဲ့မိသားစုဝင်တွေကတွေးဆောင်ဖို့ရာစ조사ခဲ့ပေမဲ့လုံးဝတွေးခွင့်မရဘူး။ဖမ်းဆီးချုံနှောင်ထိုင်းနေရာကိုတောင်သိခွင့်မရဘူး။ရှင်းနေလဲငှားခွင့်မပြုတ်ဘူး။အထက်တောင်ဝင်ရှိသူတွေစီအချင်းချင်းအတနာခံစာတင်ခဲ့ပေမဲ့လုံးဝအကြောင်းမပြန်ပါဘူး။ခွန်မှုနဲ့ဆွဆွဲခံအမျိုးသားဖြစ်သူကိုတန်ချေချင်းနဲ့ထားပါရီ။အဲ့ဒီအမျိုးသားကိုနေစဉ်ရေထမ်းခိုင်းတဲ့ဆွဆွဲခံရတဲ့အမျိုးသားဟာတန်ချေချင်းတက်လန်နဲ့ရေထမ်းနေချိန်မှာ UNAA အဖွဲ့ဝင်မောင်းတဲ့ကားကတိုက်လိုက်တာပါတဲ့။9လလုံးအဝေးတစ်ထည်ကိုတစ်ခုနဲ့စင်ရဲဒုက္ခခံနေကြတဲ့မိဘနှစ်ပါးရှိမှတားဖြစ်သူတည်ဆုံးသွားတာဖြစ်ပါတယ်။ UNAA ရဲ့ကျူးလွန်မှုတွေဟာအောက်ခြေကြောင်ကြီးပဲဖြစ်ပွားနေရမှာမဟုတ်ဘူး။ UNAA တွေဟာသူတို့ကိုယ်တိုင်ကမိုးကြိုးပစ်တာကိုထမ်းလက်နဲ့ကာဖို့စ조사နေရဲ့မတရားမှုကိုဘုံကွယ်ဖို့စ조사နေပါတယ်။အဲ့ဒီအမှုဖြစ်ရမှာဆွဆွဲခံရသူတားတူတွေဖြစ်ပါရဲ့နဲ့ဘာမှမသက်ဆိုင်တဲ့မိဘနှစ်ပါးအပါအဝင်မိသားစုလေးကိုဘာကြောင့်ဖမ်းဆီးထားတာလဲ။အပြေကရှင်းပါတယ်။ကျန်တဲ့မိသားစုဝင်၄ဦးကိုပါဖမ်းဆီးချုပ်နှောင်ပြီးဆွဆွဲခံရတဲ့တည်ဆုံးသူကိုအကြက်ကင်ဝန်ခံခိုင်းတာဆွဆွဲခံရသူဟာတန်တရားရှိသူများသာဖြစ်တယ်။တရားခံမဟုတ်ပါ။တရားခံမဟုတ်ဘဲနဲ့တန်ချီချင်းခက်က9လတိဖမ်းဆီးချုပ်နှောင်ထားခွင့်ရှိပါသလား။ UNAA ဟာဥပဒေအတိုင်းမဆောင်ရွက်ပဲဥပဒေမဲ့ကျူးလွန်နေတဲ့အဖွဲ့အစည်းဆိုတာဒီလောက်ရက်ကတည်တည်ခံနေပါဆိုပြီးတော့ပြောပါရရှင်။